တဝဲနဲ့တဲချောင်းမြို့နယ်ထဲမှာရှိတဲ့ကျေးရွာချင်းဆက်တရား3စင်းကိုဒီဇင်ဘာလ2ရက်နေ့မှာဆီယနာရှင်တပ်ကဖျက်ဆီးခဲ့ပါတယ်။တည်င်းအပြည့်အစုံကိုဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ဒဝဲနဲ့တဲချောင်းမြို့နယ်ထဲမှာရှိကျေးရွာချင်းဆက်တရား3စင်းကိုဒီဇင်ဘာလ2ရက်နေ့မှာဆီယနာရှင်တပ်ကဖျက်ဆီးခဲ့ပါတယ်။ဒဝဲမြို့နယ်ရှမုတ်ကြီးရွာနဲ့ရောင်းမော်ရွာချင်းဆက်တရားတစ်စင်းရောင်းမော်ရွာနဲ့ဆေးပြကိုရွာချင်းဆက်တရားတစ်စင်းရောင်းမော်နဲ့တေရိုကင်းရှိစော်ဖျားရွာတွေကိုဆက်သွယ်ထားတဲ့တရားတစ်စင်းကိုဘုံနဲ့တူးဖြုတ်ဖျက်ဆီးခဲ့တာပါအခုလိုတရားသုံးစင်းကိုဖျက်ဆီးလိုက်တဲ့အတွက်ရှင်မူထီးနဲ့ညောင်စင်ဘာကကျောင်းမှာပညာသင်နေတဲ့ကျောင်းသူကျောင်းသားတွေကျောင်းသားမိဘတွေတွာလာရေးအခက်ကြုံနေကြရပါတယ်ဒါပြင်အဲ့ဒီရွာတွေဟာစိုက်ကယ်နဲ့လာရောက်တဲ့ဈေးတယ်ရီစီကအတာငါဟင်းသည့်ငင်းရွက်တွေကိုဝယ်ယူစားတော့နေရတဲ့အတွက်ဈေးဆိုင်ကဝင်လာမရရင်စားနပ်ရိက္ခာပါအခက်အခဲရှိလာမှာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်ဒီဇင်ဘာလတရက်နေ့မှာအင်အား100ကျော်ရှိတဲ့ဆက်အနာရှင်တပ်စစ်ကြောင်းဒဝဲမျိုးကနေရောက်မွန်ရွာကိုရှောက်လာတာဖြစ်ပြီးတရားသုံးစင်းကိုဖျက်ဆီးပြီးပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်အခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာမြန်မာလူသမားတွေတင်လာတဲ့ကားတစ်စီးဟာတာယာဘိန်းပေါက်ပြီးတူးမြောင်းနဲ့ပြုတ်ကျသွားမှုကြောင့်မြန်မာနိုင်ငံသား9ဦးသေဆုံးထားပြီးတော့ကျန်ရစ်သူတွေကိုအကြောင်းကြားနိုင်မှုစုံစမ်းနေစေဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့ဒီဇင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲထိုင်းနိုင်ငံရချဘူရီခရိုင်မှာမြန်မာလူသမားတွေတင်လာတဲ့ကားတစ်စီးဟာတာယာဘိန်းပေါက်ပြီးတူးမြောင်းနဲ့ကိုပြုတ်ကျသွားမှုကြောင့်မြန်မာနိုင်ငံသားအမျိုးသား10ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း9ဦးသေဆုံးခဲ့တယ်ဆိုပါတယ်။ကျန်တဲ့ကာလမပါဝင်6ဦးကတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့အတွက်လက်ရှိသေဆုံးသွားတဲ့9ဦးဟာအထောက်ထားတွေအရမြန်မာနိုင်ငံသားဖြစ်တဲ့ဆိုတာကိုသာသိထားရပြီးဘယ်သူဘယ်ဝါဖြစ်တဲ့ဆိုတာကိုအတည်ပြုနိုင်မှုစ조사နေသလိုကျန်ရင်သူမိသားစုတွေစီကိုအကြောင်းကြားနိုင်ရေးအတွက်ကိုလည်းထိုင်းအာဏာပိုင်တွေဘက်ကစုံစမ်းမေးမြန်းနေစေဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အသက်ရှင်ပြီးထွက်ပြေးသွားတဲ့သူတွေအနေနဲ့လည်းဖြစ်နိုင်ရင်ဆက်သွယ်ဖို့နဲ့သေဆုံးသွားတဲ့သူမြန်မာလူသမားတွေကိုတကြိုဖို့ကိစ္စဟာမိသားစုရဲ့ခွင့်ပြုချက်မရရင်တကြိုဖို့လည်းခက်ခဲနိုင်ပြီးတကယ်လို့သေဆုံးတဲ့သူတွေဟာတရားဝင်မြန်မာလူသမားတွေဖြစ်ရင်နင်နာကြီးရဖို့ကိစ္စတွေလည်းဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာလူသမားအရေးလှုပ်ရှားသူကပြောထားပါသေးတယ်ခင်ဗျမြန်မာနိုင်ငံမှာဆီယနာရှင်တပ်ကလူငယ်တွေကိုအထမစစ်သားစုဆောင်နေချိန်ထိုင်းနိုင်ငံရနောင်းထင်းသိစခန်းကမြန်မာနိုင်ငံသား100ကျော်ကိုဒီကနေ့မှာကော့တောင်ဖက်ထပ်မံလွှဲပြောင်းပေးလိုက်ပါတယ်ထိုင်းမှာအကြောင်းအမျိုးမျိုးနဲ့ပြည်ထန်ကြခံရပြီးတဲ့နောက်ရနောင်းထင်းသိစခန်းမှာထိမ့်သိမ်းခံထားရတဲ့မြန်မာနိုင်ငံသားအမျိုးသား82ဦးအမျိုးသမီး23ဦးစုစုပေါင်း104ဦးကိုဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မနက်7:00နာရီခွဲလောက်မှာကော့တောင်မြို့ကိုထပ်မံလွှဲပြောင်းပေးခဲ့တာပါအခုလိုနေရပြန်ပို့တာဟာ2025ခုနှစ်အတွင်း15ချိန်မြောက်ဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခံရသူ2001ဦးအထိရှိလာပြီဖြစ်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလည်းမြန်မာနိုင်ငံသား2005ဦးအထိပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်